ကိုလုံးနဲ့ကိုမအားဘူးဒီမှာကားပြန်ရောက်ပြီးတော့ဗျာဒီမှာအကိုရဲ့ဆိုင်ဟိုလာတာအကိုကိုလက်ဆောင်ပေးသွားတာတဲ့မကြည့်ဘူးများတူနာတဲ့ဗျာချမ်းကျွန်တော်ထင်တယ်3ပိတ်တာလောက်များရှိမလားမသိဘူးကျွတ်စင်တော့ပင်လေကဒါကိုနဲ့ပတ်သက်တဲ့ကားသမားတွေကချစ်လို့အကိုစားဖို့ဆိုပြီးပေးသွားတာကဲဒီနေ့တော့ Happy New Year လုပ်ပြီတော့နော်ကဲဗျာရအားလုံးကတော့နေရာဒေသလိုက်စင်းရစရာကြီးပဲလေဒါပေမဲ့ကျုံလဲညစ်တာပဲဗျာနော်အကုန်လုံးကတော့ညစ်ကြတဲ့လူတွေကြီးပဲကဲတို့ပြလူတွေအဆင်ပြေပါစေလို့နော်ကျုံလဲတောမှာဆိုရင်လည်းကိုယ်ခက်ခဲနဲ့ကိုသွားရတာပဲလေဒါပေမဲ့လေနှစ်သက်တစ်ခုတော့ရောက်ပြီဗျာနော်တကယ်ဗျာဒီမှာအကိုကိုချစ်လုံးလုပ်ပေးရဗျာကျွန်တော်ပင်လယ်မှာလေကျွန်တော်မြင်မှုတဲ့တူနာထားပါတော့ဗျာ6လက်မလောက်ပေါ့ကျွတ်စင်ကြီးဗျာကိုကြီးမခုံးနဲ့ဦးလို့ညီဓာတ်ပုံလေးရိုက်ပြရသေးတယ်ဟာပင်လယ်မှာဆိုတာလေအိုးပင်လယ်ငါဆိုတာအမုံပဲကဲတွေ့ပြီလို့နော် Happy New Year မဲ့တူနာလေးပါလို့နော်